ထငါဒီကငါးတွေအပြည့်နဲ့ချင်းတောင်းကိုပင်လယ်နက်ထဲကန်ချလိုက်တယ်။လှဲ့ထွက်မှာတော့မိမောင်နေတဲ့ရေအောက်ထဲကနေနစ်မြုပ်နေတဲ့လင်းယုံတစ်ကောင်ကိုဆယ်ယူခဲ့တယ်။လွန်ခဲ့တဲ့မိနစ်နှဲငယ်ကဒီလင်းယုံဟာအေယာမဆယ်မုံငါးကြီးတစ်ကောင်ကိုပြစ်မှတ်ထားခဲ့တာပါ။သူဟာရေထဲကိုထိုးဆင်းပြီးတမာတဲ့ခြေသီးတွေနဲ့ငါးကြောကုန်းကိုပြင်းပြင်းထန်ထန်စိုက်သွင်းလိုက်တယ်။ဒါပေမဲ့တားကောင်ကအရန်လေးလုံးပြီးငါးကြီးကလည်းပြင်းပြင်းထန်ထန်ရုန်းကန်ရင်းရေနက်ပိုင်းစီကိုအတင်းတမငုတ်ရှိုးသွားခဲ့တယ်။လင်းယုံဟာပင်လယ်ရေအောက်ခြေစီကိုတနားညာတာမဲ့စွာဆွဲချခြင်းခံလိုက်ရတယ်။တကယ်တော့လင်းယုံရဲ့ခြေသီးတွေကိုကြိုက်တယ်လို့ဖြတ်နိုင်စုနိုင်ပါတယ်။ခြေသီးကိုလွတ်လိုက်ယုံနဲ့သူဟာကောင်းကင်ရန်ထက်စီကိုချက်ချင်းပြန်တန်းနိုင်မှာပါ။ဒါပေမဲ့သူမလွတ်ခဲ့ဘူးပင်လယ်ရေတွေသူ့စုပ်ထဲအပြည့်ဝင်သွားတဲ့အထိသူလုံးဝအသက်မရှူနိုင်တော့တဲ့အထိပါပဲ။သူ့ရဲ့တောင်းတင်းနေတဲ့ခြေသီးတွေဟာငါးသားထဲမှာအခုထိမြဲမြံစွာစိုက်ဝင်နေတော့မှာပဲ။ဒါကတော့စိတ်ပညာမှာဖိအားပေးနိုင်ဆုံးလို့သတ်မှတ်ထားတဲ့လင်းယုံထောင်ချောက်ပဲဖြစ်ပါတယ်။လူသားတွေရဲ့စိတ်တဘာဝတွေကအကွဲဝတ်ဆုံးအားနည်းချက်ကိုဖော်ထုတ်ပြသနေတာပါအဲ့ဒါကတော့မစွန့်လွတ်နိုင်ခြင်းပါပဲ။လင်းယုံကိုတကယ်တမ်းပျက်စီးစေခဲ့တာဟာအဲ့ဒီငါးကြီးမဟုတ်ပါဘူး။ဒါဆိုပါလေ။အဲ့ဒါကတော့မိမိရရှိထားတဲ့အကျိုးမြတ်အပေါ်လက်မလွတ်တမ်းဆုပ်ကင်ထားမိတာကြောင့်ပါ။ဆက်ဆံရေးတစ်ခုဟာဒဏ်ရာတွေနဲ့ပြည့်နှက်နေပြီဆိုတာတိတိကြီးနဲ့လုပ်ငန်းတစ်ခုဟာအောက်ခြေမရှိတဲ့တွင်းနဲ့ကြီးဖြစ်နေပြီဆိုတာတိတိကြီးနဲ့မင်းဘက်ကအစောပိုင်းမှာအများကြီးရင်းနှီးမြှုပ်နှံထားခဲ့လို့လက်လွတ်လိုက်ရင်ရှုံးနိမ့်သွားမယ်လို့ပဲအမြဲတမ်းနေတတ်ကြတယ်။ရလက်ကတော့မင်းကိုမင်းရုံးမထွက်နိုင်တဲ့ရွှွန့်တွေနဲ့အတင်းတက်မှဆွဲနေလိုက်တယ်လို့ပါပဲ။မိမိကိုဘလို့ကဲတင်မလဲ။မှတ်ထားပါမင်းကိုဖျက်ဆီးနိုင်တဲ့အရာဟာမင်းလိုချင်ဆုံးရာဖြစ်နေတတ်ပါတယ်။လုံးဝနစ်မြုပ်မသွားခင်မှာပြက်ပြက်သားသားရုံးထွက်လိုက်ပါ။ဆုံးရှုံးသွားတဲ့ရင်းနှီးမှုတွေအတွက်နှမျောမနေပါနဲ့မင်းဆုံးရှုံးလိုက်ရတာဟာငါးတကောင်နဲ့တင်ဖြစ်ပြီးပြန်လည်ရရှိလိုက်တာကတော့ကောင်းကင်ပြားကြီးတစ်ခုလုံးဖြစ်ပါတယ်